အားလုံးပဲမင်္ဂလာပါဒီနေ့တော့ဒီနေ့ကဟိုနေ့ကပထမနေ့ကညက်ပြထားတယ်ဒီထဲလေးရဲ့ပိတ်ညက်နီလေးကိုပြပေးမယ်เนาะပိတ်ညက်နီလေးပြပေးမယ်ပိတ်ညက်နီလေးကတော့ရိုးတယ်ဒါပေမဲ့လည်းသူ့ရဲ့ပိတ်ကြောကင်နီလေးနဲ့သူ့ရဲ့အစင်းစင်လေးကိုစနစ်တကျလေးဖြစ်အောင်ပိတ်ညက်နီလေးကိုညက်ပြပေးမယ်เนาะဒါပေမဲ့တစ်ခါတည်းဒီပိတ်စကိုခုံပေါ်မှာခင်းပြီးတော့အကုန်လုံးကိုခင်းပြီးတော့ညက်မှာမဟုတ်ဘာလို့ဆိုဗီဒီယိုထဲဒီ screen ထဲမှာဝင်တဲ့အတိုင်းပေါ့เนาะဝင်မဲ့ site လောက်ကလေးပေါ့เนาะအဲ့လောက်ကလေးကိုပဲတပွိုင်းချင်းစီကိုညက်ပြပေးသွားမယ်เนาะပြီးရင်ဒါကိုအဲ့တဲ့ရှိတဲ့အတွက်ခြုံနီးလေးကိုလည်းနောက်နေ့ကျရင်ခြုံနီးလေးကိုထပ်တင်ပေးမယ်เนาะခြုံနီးလေးကိုထပ်တင်ပေးမယ်ဒါဆိုရင်เนาะပိတ်ညက်ဒီပိုင်းလေးကိုမတို့စစ်ကြည့်အောင်เนาะကဲဒါဆိုရင်เนาะဒီမှာပိတ်စရဲ့မတို့ဒီဘက်ချမ်းစကြိုက်မယ်เนาะသူ့ရဲ့အနာသားเนาะဒီမှာဒါအနာသားဘက်ကနေစကြိုက်မယ်စကြိုက်ပြီးတော့သူ့ကိုမတို့ကမျက်နှာချင်းဆိုင်ကြိုက်မယ်ဒါကတော့ကိုကြက်တယ်လို့ပေါ့เนาะကိုဒီချမ်းမှာတင်ထားတယ်လို့ကြိုက်မတို့ကကြတော့ပိတ်စကိုနှစ်ချက်ပေါ့တခါတည်းညက်တာများတယ်ပေါ့เนาะဒါဟုတ်တယ်နှစ်ချက်တခါတည်းညက်တာများတယ်ဒါဆိုရင်เนาะဒီမှာဒီဘက်နဲ့ကိုမတို့မျက်နှာချင်းဆိုင်လေးယူပြီးတော့ဒီမှာဒါမျက်နှာချင်းဆိုင်ကိုနှခမ်းသားကိုယူမယ်ယူပြီးတော့ပိတ်စတစ်ဖယ်မှာမတို့အကြီးဆုံးချမ်းကိုအရင်ညှက်တယ်ဒါကတော့နောက်ချမ်းကသူကတော့အခွဲချောင်းမပါပဲအဆက်ချောင်းဖြစ်လို့နောက်ချမ်းကိုအရင်ညှက်မယ်နောက်ချမ်းကိုညှက်ပြီးတော့ရှေ့ချမ်းပိုင်းကိုသွားမယ်ပြီးမှလက်ပြီးကမှနံပါတ်တွေပါတွေကိုသွားတယ်เนาะဒါဆိုရင်ဒီမှာသူ့ကိုချုပ်စာစစ်တက်ဖို့အတွက်မတို့ဒီမှာတက်လက်မှတ်ထားတယ်เนาะစစ်တက်ဖို့အတွက်ကိုဒီမှာတက်လက်မှတ်ထားတပွိုင်ကြီးညှက်ပြမှာเนาะဘာဖြစ်လို့လဲဆိုတော့မတို့ကဒီကင်မရာထဲမှာမဝင်တဲ့အတွက်အကုန်လုံးကိုဖြန့်ပြီးမှသူ့ရဲ့ point တွေတင်လို့မရဘူးကိုယ့်ဘက်ကိုညှက်ချင်တော့တင်ပေါ့နော်ဒါဆိုရင်တော့ဒီဘက်ချမ်းမှာဒီရှေ့ချမ်းတွေတင်မယ်အကုန်လုံးကိုဖြန့်ပြီးတင်ပြီးမှညှက်ချသွားရုံပဲဒါပေမဲ့မတို့ကဒီမှာဒီဖုန်းဆက်ခွင်မှာမဝင်မှာဆိုလို့တစ် point ချင်းစီကိုသွားမှာနော်ဒါဆိုရင်တော့ဒါကနောက်ချမ်းလေးနောက်ချမ်းမှာဒီမှာစစ်တက်ဖို့အတွက်မတို့ကတလက်မှတ်ထားတယ်သူကနောက်ပွဲဖြစ်တဲ့အတွက်နောက်ချမ်းကိုစစ်တက်ဖို့ထားတယ်ကျန်တဲ့နေရာတွေကတော့ကိုကချုပ်စာပါရင်ချုပ်စာထားပါမကတော့ချုပ်စာမပါတဲ့အတွက်မထားဘူးပေါ့နော်ဒါဆိုရင်ဒီလိုပုံစံမျိုးလေးပြတ်ချเนาะဒါဆိုရင်တော့ဒီလိုပုံစံမျိုးလေးညှက်မယ်ဒါဆိုရင်ဒါနောက်ချမ်းပိုင်းလေးပြီးသွားပြီပြီးသွားတဲ့နေရာမှာစစ်တွေပါတွေကိုကိုကနည်းနည်းလေးရွေ့တက်လိုက်တာစောင်းတက်လိုက်တာဆိုရင်ရွေ့တက်လိုက်တာစောင်းတက်လိုက်တာဆိုရင်ကိုထားတဲ့ site တွေကဒီမှာယူထားတဲ့ site တွေကလွဲသွားတတ်တယ်เนาะအဲ့တော့မတို့ကဘာလုပ်မလဲဆိုတော့ဒီမှာစစ်တက်မဲ့နေရာလေးတွေကိုမှတ်ပေးမယ်เนาะစစ်တက်မဲ့နေရာလေးတွေကိုမှတ်ပြီးမယ်ပြီးရင်ဒါကထောက်ပိုင်းထောက်နေရာလေးကိုလည်းထောက်နေရာလေးအဖြစ်တစ်ခါတည်းမှတ်မယ်ဘာလို့လဲဆိုတော့ तू ခွဲချောင်းမပါဘူးလေเนาะမတို့ကသူ့ကိုထောက်ဖမ်းမယ်ဖြစ်တဲ့အတွက်ဒါဆိုရင်ဒါနောက်ချမ်းလေးเนาะဒါဆိုရင်နောက်ချမ်းထောက်ရဲ့အလဲကောင်လေးเนาะဟုတ်ပြီလားဒါဆိုရင်ဒါကတော့နောက်ချမ်းပိုင်းလေးပြီးသွားပြီเนาะဒါဆိုရင်ဒီမှာဒါစစ်တက်မဲ့နေရာလေးကိုဟိုဘက်ဒီဘက်နှစ်ခုလုံးဖြစ်သွားအောင်မာကီယာလေးပေးလိုက်မယ်เนาะဒါဆိုရင်လုံးဝတိတိကျကျမမှားပါဘူးเนาะဒီမှာဒီနေရာလေးတွေမှာဒါဆိုရင်ဒီနေရာကနေစပြီးတောက်ဖမ်းမယ်မလှဘက်ကဒါဆိုရင်နောက်ချမ်းပြီးသွားပြီနောက်ချမ်းပြီးသွားလို့ရှိရင်မတို့ရှေ့ချမ်းပိုင်းကိုသွားမယ်ဒီကောင်ကတော့ခောက်ချောင်းနဲ့သွားတယ်เนาะဒါရှေ့ချမ်းလေးရှေ့ချမ်းကိုမတို့ခောက်ချောင်းနဲ့သွားတယ်ဒီလိုမျိုးခောက်ချောင်းနဲ့သွားမယ်ဆိုဒီဘက်ကြီးကပို့သွားမယ်ပို့သွားတဲ့အတွက်သူ့ကိုအသေးချမ်းကိုမယူဘဲနဲ့မတို့ဒီမှာအကြီးချမ်းကိုအရင်ယူမယ်ဒါဆိုရင်တော့ဒီလိုပုံစံမျိုးလေးပေါ့เนาะဒီနေရာမှာကိုကပတန်မှာအဟွာတွေထိုးထားရမယ်မအေးလေးပဲပြမယ်အေးစသေးလေးပဲပြမယ်เนาะဘာဖြစ်လို့လဲဆိုတော့ဒီဗီဒီယိုကလည်းတိတ်ချင်မှာမဟုတ်เนาะဒါဆိုရင်ဒီနေရာမှာ1နဲ့ဒီဘက် F1 နဲ့ဆက်ဖို့အတွက်ကို၄စိတ်ထားရမယ်ဒါလေးကိုစာလေးထိုးထားဒီမှာ၄စိတ်ထားရမယ်ဆိုတဲ့စာလေးထိုးထားအဲ့ဒါဆိုရင်မမှားတော့ဘူးเนาะဒီအပေါ်တွေဒီဘေးတွေကထားစရာမလိုဘူးထားစရာလိုတဲ့လူတွေဆိုလဲကိုယ့်အကိုစာလေးတွေထိုးထားဒီနေရာမှာတလက်မထားရမယ်တလက်မပို့ထားရမယ်၄စိတ်ပို့ထားရမယ်အဲ့လိုမျိုးလေးတွေရေးထားเนาะမကတော့မထားတော့ဒီထားမဲ့နေရာလေးမှာပဲရေးမယ်ဒါဆိုရင်တော့ဒီဘက်ကလေးမှာချုပ်စာ၄စိတ်ပို့ထားမယ်အဲ့၄စိတ်ကိုကလက်မနိုင်ဘူးဆိုရင်ဒီမှာခဲလေးနဲ့တော့เนาะကျန်တာတွေကတော့အကုန်လုံးကွက်တိပဲเนาะဒါဆိုရင်ဒီနေရာ၄စိတ်ကလေးကိုเนาะဒီမှာ၄စိတ်ပတ်လေးကနေပြီးတော့၄စိတ်လေးကချုပ်စာလေးထားမယ်လीเนาะအဲ့ဒါမှဆက်လိုက်ပါသူ့ရဲ့အဝင်ခွင်ကြအတိအကျပြန်ရမှာလीသူ့ရဲ့ကိုလိုချင်တဲ့ပတန်ရဲ့ site အတိအကျပြန်ရမှာသူ့ကိုဆက်ဖို့အတွက်ကိုဆက်စာကြောင်းကိုထားဖို့ထားเนาะဒါဆိုဟိုဘက်နဲ့ဒီဘက်နဲ့1နဲ့2နဲ့တွဲဖို့အတွက်ကိုထားရမယ်ဒါဆိုရင်เนาะဒါရှေ့ချမ်းရဲ့တူချမ်းလေးနှစ်ချက်เนาะ तू ကမှမျက်နှာချင်းဆိုင်တစ်ခါလဲညှက်လိုက်တာနှစ်ချက်တစ်ခါလဲပါပြီးသားเนาะအဲ့လိုပုံစံမျိုးလေးညှက်မယ်เนาะဒါလေးကတော့
ကိုစက်မဲ့နေရာလေးမှာအချမ်းလေးတစ်ချမ်းထားအကြီးတွေမထားဘူးเนาะဘာဖြစ်လို့လဲဆိုတော့တချို့ကြတော့လေကျန်တာတွေကဥမာကွာဒီဘက်တွေကဟိုချုပ်စာတွေကိုလေလောဘကြီးပြီးတော့ကြီးထားလို့ရတယ်ဒါပေမဲ့အဲ့ဒါခုတ်ပလိုက်လို့ရတယ်ဒီနေရာတွေမှာကြီးထားလိုက်လို့ရှိရင်မတို့ကချုပ်လို့ရှိရင်လေးစိတ်ပဲချုပ်တယ်ဆိုရင်အထည်တွေက size ဘက်တွေကျေကုန်ရောကျေတာတစ်မျိုးနောက်ထပ်ထောက်တွေကကြတော့ပုံမကြတော့ဘူးဖြစ်သွားမယ်ကိုယူတဲ့ထောက်တွေကအကုန်လုံးပျောက်သွားတတ်တယ်เนาะအဲ့တော့ကြီးမထားပါနဲ့လေးစိတ်ဆိုကိုလေးစိတ်ချုပ်မယ်ဆိုရင်လေးစိတ်ပဲထားเนาะကိုကဘီတပြားချုပ်မယ်ဆိုရင်ဘီတပြားပဲထားဒါပေမဲ့လေးစိတ်တော့နည်းလေးထားเนาะဒါဆိုရင်เนาะဒါလေးကလည်းရှည်ချမ်းရဲ့ဒါတူးချမ်းလေးเนาะဒါရှည်ချမ်းရဲ့တူးချမ်းလေးပါအဲ့တူးချမ်းလေးမှာမမတို့ဒီမှာကြီးသူ့ကိုပတန်လေးကိုပြန်တင်မယ်ပြန်တင်ပြီးတော့မလုပ်လို့ဆိုဒီမှာဒီနေရာလေးကမလုပ်မှလဲရှည်ချမ်းရဲ့ဒီ1လေးနဲ့တွဲမဲ့နေရာလေးဒါကမတို့ကချုပ်စာတွေပါတဲ့အတွက်လေပင်ပေါက်တွေကချုပ်စာပဲအတွက်ချုပ်လိုက်ရင်လေးစိတ်ချုပ်လိုက်ရင်ဒီလိုပြုတ်ဖြစ်သွားမယ်အဲ့ဒါဆိုရင်သူ့ကိုဒီနေရာလေးကနေပြီးတွဲမှာဒါဆိုရင်ဒီမှာကြီးPP Mac လေးကလည်းရင်ထိန်မြင်းလေးကလည်းညီတယ်ဆိုရင်ဒါဆိုရင်ဒီနေရာမှာတွဲမဲ့နေရာလေးအဲ့ဒါမှဟိုဘက်ဒီဘက်ကိုညီမှာเนาะလေပင်တက်တဲ့အခါမှာတစ်ဖက်ကနှိမ့်မယ်တစ်ဖက်ကမြင့်မယ်ဆိုရင်အဲ့ဒါတွေကเนาะထဲမှာဘာမှမဟုတ်ဘူးအဲ့ဒီ main လေးတွေဥပမာကွာဒီဘက်တစ်ချမ်းကတော့ဒီလောက်တွဲလိုက်မယ်နော်ဟိုဘက်ချမ်းကြတော့ဒီလိုအပေါ်လေးကိုနည်းနည်း40ရောက်သွားမှဆိုလေဘင်းကတစ်စောင်းဖြစ်သွားပြီနော်လေဘင်း4တောင်ကနေပြီးတော့တစ်စောင်းဖြစ်သွားတတ်တယ်နော်ဒီလိုမျိုးညီညာလေးရဖို့ဆိုရင်ဟိုဘက်နဲ့ဒီဘက်နဲ့ကိုတခါလဲစနစ်တကျမာဂီယာလေးတွေပေးရမယ်ဒါလေးတွေကအသေးစိတ်ကလေးတွေဆိုပေမဲ့လောက်တဲ့နေရာမှာဟိုနေဖြစ်တယ်ကိုကတော့တွဲပြီးွားတဲကြီးမဲကြီးနဲ့အထဲကိုတွဲလိုက်တယ်ဒီဘက်အချမ်းကိုတော့တွဲလိုက်တာဒီဘက်သူ့ရဲ့ point လေးကတော့မှန်တယ်နောက်ဘက်တစ်ချမ်းကြတော့ဒီဘက်လေးသူ့ရဲ့ဒီအပေါ်40လောက်တက်သွားပြီဆိုလေဘင်းကတစ်စောင်းဖြစ်သွားတတ်တယ်နော်အဲ့ဒါလေးတွေကိုတတိထားမယ်အဲ့တတိထားစရာမလိုဘူးဆိုကိုကပတန်မာလေးကတခါလဲအဲဒိုထိုးအဲ့ဒီနေရာလေးမှာဒါပတန်လေးဒါဆိုရင်ဒီနေရာလေးမှာကကြီးရလေးပြလိုက်တယ်ဒါဆိုရင်ဒီမှာခဲရလေးပါနည်းနည်းထပ်ပြီးဒီနေရာလေးကအလုံးမဲ့နေရာလေးလဲဆိုတော့အလဲF1 လေးနဲ့အလဲ1ချမ်းလေးနဲ့တွဲမဲ့နေရာလေးเนาะဒါဆိုရင်တော့1ချမ်းလေးကိုထက်ညက်မယ်ဒါကတော့ရှည်ချမ်းရဲ့2ချမ်းလေးเนาะ2ချမ်းလေးဒါဆိုရင်တော့1ချမ်းလေးကိုမတို့ထက်ညက်မယ်เนาะဒါ1ချမ်းလေးကိုဒီနေရာလေးမှာသွားမယ်1ချမ်းလေးကိုလာပြော1ချမ်းလေးပြရောက်1ချမ်းလေးပြရောက်နော်ဒါဆိုရင်တော့ဒီမှာသူ့ရဲ့1ချမ်းလေးနော်အောက်ကဒီမှာလွတ်နေတာတွေရှိတယ်ဆိုရင်ဒီမှာအောက်ကလွတ်သွားမှာဆိုလို့ပိတ်စတွေလွတ်သွားမှာဆိုလို့သတိထားနော်အဲ့ဒါလေးတွေကိုမဂီယာလေးတွေပြီးသူကဒီမှာခောက်ရိုးနဲ့သွားမှာနော်သူ့ရဲ့ဒီမှာလည်းခောက်ရိုးနဲ့ဒီဒါအလဲချမ်းဖြစ်တဲ့အတွက်နောက်ပွဲဖြစ်တဲ့အတွက်သူကခောက်ရိုးနဲ့သွားမယ်အဲ့ဒါဆိုတော့မတို့ကဒီလိုပုံစံမျိုးခောက်ရိုးတန်းလေးတွေအဓိကမင်းရန်ဒီခောက်ရိုးနော်ခောက်ရိုးလုံးဝမလိမ့်စေနဲ့လုံးဝဟနေတာတွေပါလေးမဖြစ်စေနဲ့ဒါဆိုရင်ဒီလိုပုံစံမျိုးလေးเนาะဒါပင်ရရှိတဲ့လူကပင်ရနဲ့ထိုးပင်ရမရှိတဲ့လူကတောက်တုံးလေးနဲ့ဖိเนาะဒါဆိုရင်ဒီဘက်မှာမလုပ်ရမှာလဲသူ့ကိုအစောက2ချမ်းလေးနဲ့တွဲဖို့အတွက်၄စိတ်ထားရမယ်เนาะဒါလေးတွေကဒီမှာသူ့ကို၄စိတ်ထားမယ်ဆိုပြီးရေးထားတယ်ဒီမားကခောက်ယူเนาะဒါဆိုရင်နော်ပိတ်ကြောကြည့်နော်ဒါတိတ်ကြောသူ့ရဲ့အနာသားဆိုရင်ဒါအရှည်ပေါ့နော်ဟိုလိုမျိုးယူလိုက်ရင်ကန့်လန့်သားကြီးဖြစ်သွားလိမ့်မယ်နော်သူ့ရဲ့ပိတ်ကြောသားလေးတိုင်းပဲယူနော်ဒါဆိုရင်ဒီလိုပုံစံမျိုးလေးကိုကမနိုင်ဘူးဆိုရင်ခဲလေးဆွဲပါဘာမှအရေးကြီးစရာမလိုဘူးမာတစုံပြိုင်တာမဟုတ်ဘူးကိုယ့်ရဲ့အထည်လေးကပုံတွဲအားကောင်းမှုလိုတယ်နော်ပုံတွဲအားကောင်းမှုလိုတယ်နော်ဒါဆိုရင်တော့ဒါရှည်ချမ်းရဲ့1ချမ်းလေးနော်1ချမ်းလေးပြီးလို့ရှိရင်ဒါဆိုရင်တော့ဒါကရှည်ချမ်း1နဲ့2နဲ့เนาะဒီကောင်ကိုတွဲလိုက်မယ်ဒါရှည်ချမ်းဟိုဟာကပထမဦးဆုံးညက်တဲ့ဟာကနောက်ချမ်းအဲ့တော့ရှည်ချမ်းနောက်ချမ်းကပြီးသွားပြီပြီးသွားရင်ဘာလုပ်ရမလဲဆိုတော့လက်ကိုအရင်ညက်ကမယ်လက်ပြီးကံမှာသူ့မှာပါတဲ့ဆွဲဒီလေးကိုညက်မယ်ဘာတွေညက်မှာလဲဆိုတော့ဒီမှာဒီအချမ်းမှာဒီပေါ်မှာအထက်ကလေးသွားမှာဒါပေမဲ့ तू ကပိတ်ဆက်မလောက်လဲမတို့ကလောက်တလို့သွားမှာဘာလို့ဆိုတော့ तू တခါလဲပြောပြီးသားเนาะဘာလို့ तू ကနည်းနည်းဝါတယ်ဒီမှာခန္ဓာကိုယ်က39 42တောင်ရှိတယ်เนาะ39 42ချီတော့မတို့ရတယ်လို့တော့မှာဒါဆိုရင်တော့ဒါသူ့ရဲ့ကိုလုံးပိုင်းလေးပြီးသွားပြီကိုလုံးပိုင်းပြီးရင်နံပါတ်3အနေနဲ့ညက်ကမှာနောက်ချမ်းကိုညက်တယ်နံပါတ်2ကရှည်ချမ်းကိုညက်တယ်နံပါတ်3ကလက်ကိုညက်ပါလက်ပြီးကံမှာသူ့ရဲ့ကောလန်ဘက်ပဲပါဘာပဲပါလာကိုညက်မှာเนาะဒါလောလောဆယ်တော့မတို့ကသူ့ရဲ့ပါတဲ့ကိုယ်တွေကိုရင်ညက်ပါကိုယ်တွေပြီးမှလက်ကိုညက်လက်ပြီးမှသူ့မှာပါတဲ့ဟာတွေကိုညက်သူ့မှာပါလာတွေက short လိုက်လို့ရတယ်လက်ကို short လိုက်လို့မရဘူးเนาะအဲ့ဒါလေးကိုသတိထားကိုကအမြဲတမ်း step by step သွားသူ့မှာပါတဲ့ဆက်ဆက်တွေကဟိုဘယ်လိုပြောမလဲကောလန်ပါတယ်ဆိုပါစို့ဥပမာကောလန်မရလို့ရှိရင်ကောလန်အတုတက်လိုက်လို့ရတယ်เนาะလက်ကိုမရလို့လက်တုသွားထည့်လို့မရဘူးဟာသတိထားဒီက main ပဲเนาะအဲ့ဒါဒီက main နေအဲ့ဆိုရင်တော့မတို့ကသူ့ကိုဒီမှာလက်ကလေးကိုရင်ညက်မယ်လက်ပြီးကံမှာမတို့
ဒါဆိုရင်ဒီမှာမဝင်ဘူးဒီမျိုးပိတ်စဒီမှာဒါဆိုရင်ဒီမှာကြည့်ဒီနေရာလေးကနည်းနည်းသေးနေတယ်အဲ့သေးတဲ့အချမ်းကိုမတို့ကအပေါ်ကထားပြီးတော့ခောက်ဘာလို့ဆိုတော့သေးတဲ့အချမ်းကကိုမြင်နေမှဖြစ်မယ်လက်ကိုလည်းမတို့ကအပြက်တင်ညှက်လို့ရတယ်မညှက်ဘူးမကတော့နှစ်ထပ်သွားတာများတယ်နော်ဘာလို့ဆိုတော့အပြက်အတင်ညှက်လည်းရတယ်လေနော်အချို့ကတော့အပြက်ညှက်ကြတယ်အမအပြက်ညှက်တောင်မကြိုက်ဘူးပိတ်သားကိုလေလိန်သွားရင်မကြိုက်ဘူးပေါ့နော်ကိုကြိုက်တယ်လို့ညှက်ပါဘလို့ပဲညှက်အဆင်ပြေတယ်နော်ဘာလို့ဆိုတော့ဒီကအင်းကြီးပုံတွဲအားကောင်းဖို့ပဲလို့တယ်ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်လို့မရှိဘူးဒီကကိုထွက်လာတဲ့ပုံလေးကကိုနဲ့ဝင့် smart ကြဖြစ်နေရမယ်ပုံကြဖြစ်နေရမယ်နော်ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတာမရှိဘူးကိုကြိုက်တယ်လို့ပဲညှက်ဒါဆိုရင်မှလက်နှစ်ဖက်လုံးတစ်ခါတည်းဒီမှာညှက်ယူလိုက်တာနော်ဒါကတော့လက်ဖောင်းကိုနည်းနည်းလေးပဲဖောင်းတယ်အများကြီးမဖောင်းဘူးဒါလူကြီးလည်းဖြစ်တယ်ဝါလည်းဝတယ်သူကအဖောင်းအတွန့်ပါတယ်ဆိုယုံလေးပဲเนาะအဖောင်းတွန့်ပါတယ်ဆိုယုံလေးပဲအဲ့ဒါဆိုတော့ဟုတ်စကေเนาะဒါဆိုရင်တော့လက်ပိုင်းလေးပြီးသွားပြီအဲ့တော့အထည်ကိုလုံးရှည်ချမ်းနောက်ချမ်းလက်ပိုင်းပြီးသွားပြီလက်ပိုင်းပြီးသွားပြီဆိုကို့မှာပါတဲ့ဟာလေးတွေကိုဆက်ဆက်လေးတွေကိုညှက်မယ်အဲ့တော့လက်ကဒီမှာဒါအလဲဘဟိုပါတခါလေးလုံးမယ်နော်ခဏပြန်တိုင်းဆိုလှုပ်ရှုပ်တယ်ဒီကနေဒီကိုနှစ်လက်မကွဲမှာအတွန့်မှာလဲဒါအတွန့်သေးလို့အတွန့်သေးရင်ဒီကနေဒီကိုနှစ်လက်မကွဲမှာအတွန့်စတွန့်တယ်ဒါဆိုရင်ဟိုဘက်ဒီဘက်တစ်ဖက်ကိုသေးသေးလေးတွေ9တွန့်လောက်ရမယ်ဟိုဘက်9တွန့်ဒီဘက်9တွန့်လောက်ရမယ်ဟိုဘက်နဲ့ဒီဘက်နဲ့ရှည်ချမ်းမှာအတွန့်3တွန့်ထည့်နောက်ချမ်းမှာလည်း3တွန့်ထည့်ပါရှည်ချမ်းမှာ4တွန့်ထည့်နောက်ချမ်းမှာလည်း4တွန့်ထည့်ပါအတွန့်ကညီရမယ်နော်ဒါဆိုရင်တော့ဒီလိုပုံစံမျိုးဒါကတော့ကော်ပိတ်ကတ်ထားလို့အတွက်အလားမလားချစ်စရာမလိုဘူးတကယ်လို့အလားမလားပြောင်းကြီးပဲဆိုရင်အလားမလားပါတခါလဲချစ်ဒါကတော့ကော်ပိတ်ကတ်ထားလို့ချစ်စရာမလိုတော့ဘူးเนาะဒါဆိုရင်တော့ရှည်ချမ်းနောက်ချမ်းရသွားပြီအဲ့ဒါမှမကိုကပိတ်စကနော်ဒီဟာလေးတွေကိုအင်းကြီးရဲ့ရှည်ချမ်းလေးမှာထည့်နော်အင်းကြီးရဲ့ရှည်ချမ်းလေးမှာ ribbon tag ကလေးတွေကိုမတို့ထည့်မယ်ဒါဆိုရင်တော့ဒီမှာသူ့ကိုဒီပေါ်မှာထပ်မဲ့အထက်ကလေးတွေကိုအရင်လုပ်မယ်အဲ့ဒီမှာဘာလို့သေးလဲဆိုတော့ lebbing ကွတ်တွေလိုသေးတယ်နော် lebbing ကွတ်တွေလိုသေးတယ်ထားလိုက်တော့ lebbing ကွတ်ကတော့နောက်မှ lebbing ကွတ်ကတကယ်လို့မလောက်ဘူးဆိုပိတ်စလေးကိုနည်းနည်းပါးဆက်ယူတာတွေပါတယ်ယူလို့ရတယ်ဒီနှစ်ဘက်ကတော့လုံးဝအဓိက main ဖြစ်တာပေါ့သူကရင်ဘက်မှာအလှကြီးတွေတက်မှန်ဆိုတော့အဲ့တော့မတို့ကဘာသွားမလဲဆိုသူ့ကိုအထက်ကလေးတွေကိုဘယ်လောက်လောက်သွားခြင်းလဲအထက်ထက်တဲ့နေရာမှာပုံသေးဆိုတာမရှိဘူးเนาะတချို့သေးသေးလေးလေးစိတ်ကလေးထက်တာရှိတယ်ဒါဆိုရင်တော့မတို့ကဒါတလက်မတက်လောက်သွားမယ်เนาะတလက်မတက်လောက်သွားမယ်ဆိုရင်ဒီလိုမျိုးခောက်ပြီးသားပေါ့ခောက်ပြီးသားအပီးစီးဆိုရင်မတို့ကသူ့ကိုတလက်မကွဲပြားသွားမယ်ဟုတ်တယ်เนาะတလက်မကွဲပြားသွားမယ်ဆိုမတို့ကဒီကအထက်ကအပေါ်ပဲထောင်ထက်ထက်အောက်ကိုပဲထောင်ထက်ထက်အဆင်ပြေသလိုပေါ့เนาะဒါဆိုရင်တော့သူ့ရဲ့ဒီမှာရင်ကျန်နဲ့အတိအကျနေရာကိုယူလိုက်တယ်ဒီနေရာတွေကတော့သေးတာပေါ့ထောက်ဖမ်းသွားတယ်သေးပါစေเนาะသေးတာညှိထုတ်လို့ရတယ်သူ့ရဲ့ရင်ကျန်နဲ့ကြီးတဲ့ site ပြားလေးကိုသွားမယ်အဲ့တော့မတို့ကအပြားကိုအောက်ဘက်ကိုစိုက်မယ်အောက်ဘက်ကိုစိုက်မယ်ဆိုဒါဆိုရင်တော့အပေါ်ဆုံးပေါ့အပေါ်ဆုံးတစ်ပြားဒီလိုသွားမယ်အဲ့ဆိုတော့ဒီမှာအောက်ကနေပဲသူ့ရဲ့ဒီအောက်ကလေးကိုထိုးမယ်ထိုးပြီးဒီမှာတလက်မတွက်ကလေးပေါ့တလက်မတွက်ကလေးအောက်ထပ်တွက်ကတလက်မတွက်အဲ့လိုမျိုးပုံစံမျိုးလေးတလက်မအထက်ကလေးတွေသွားမယ်အဲ့တော့မတို့ရဲ့သူ့ရဲ့ညှက်ကမယ်အပြားကဘယ်လောက်ညှက်ရမလဲဆိုတော့ဒီမှာ3လက်မပြားလေးတွေအရှည်ကတော့ဒီလောက်ပေါ့နော်ဒါဆိုရင်အဲ့ဒါလေးတွေကိုဒီမှာပိတ်စကိုညှက်ယူမယ်ပိတ်စကိုညှက်ယူမယ်ညှက်ယူရင်ဘာယူလဲဆိုအရှည်သားကိုရတယ်အရှည်သားကိုယူလို့ရတယ်ဒဲသားကိုယူလို့ရတယ်ဒါပေမဲ့ဒဲသားယူရင်တော့မကောင်းဘူးအဆောင်သားလေးဆိုရင် तू ကဘာဖြစ်လဲဆိုတော့ကနွဲ့ကြရလေးဖြစ်တယ်เนาะမိဘူးထိုးလိုက်လို့ရှိရင် तू ကနွဲ့နောင်နောင်လေးဖြစ်တယ်ကွာနွဲ့နောင်နောင်လေးဖြစ်တယ်ပေါ့ဒါဆိုရင်တော့ဒီနေရာမှာဒါအဆောင်သားလေးကဒါလေးလည်းတွေ့ရရမယ်ဟုတ်တယ်เนาะကိုကအဲ့ဒါမျိုးလေးတွေကိုအထက်ကလေးတွေသွားမယ်ပေါ့เนาะကဲဒါလေးတွေကိုထုံးစံတိုင်းပေါ့ဒီမှာအမြောင်လေးတွေညှက်လိုက်တယ်ပေါ့နော်သူ့ရဲ့ဒီမှာချို့တာဒါလေးဆို2စ3စတော့ဝင်မယ်ပေါ့နော်သူ့ရဲ့ဒီပတန်လေးတိုင်းပဲဒါတွေညှက်လိုက်တယ်ဒါဆိုရင်ဒီမှာသူ့ရဲ့ကိုလိုတလောက်ပေါ့16ချောင်းလောက်ဝင်မယ်ဒါဆိုရင်ဒီလိုပုံစံမျိုးလေးညှက်ထားမယ်နော်ခြုံလေးပိုင်းကြမှာဒီစားပြမယ်ဆိုတော့ပြောသလိုဒါပြီးွားပြီဆိုရင်နောက်ဆုံးအဆင့်ကြမှာမလုပ်ပါလဲဆိုတော့ level ကုတ်ကိုညှက်မှာနော်နောက်ဆုံးအဆင့်ကြမှာ level ကုတ်ကိုညှက်ရဲဝင်နေဟုတ်ပြီလားဒါဆိုရင်ဒါသူ့ရဲ့ level ကိုတီးတန့်တော့မှမညှက်တော့ဘူးเนาะအလုပ်ချုပ်လို့เนาะ level ကိုတီးတန့်တော့မညှက်တော့ဘူး level နံပါတ်ကိုပေါ့နံပါတ်ကိုတီးတန့်တော့မယူတော့ဘူးဒါဆိုရင်နံပါတ်ကိုညှက်လို့ရှိရင်ဒီနေရာကအဓိက main เนาะဒီခေါက်ရိုးလေးကအဓိက main မှာခေါက်ရိုးလေးကိုညီအောင်ယူကျန်တာတွေကဒီလိုမျိုးသွားလို့ရတယ်เนาะဒါဆိုရင်ဒီနေရာကနေပြီးတော့နောက်ချမ်းခေါက်ရိုးလေးကိုဒီလိုယူဟုတ်ပြီလားเนาะအဲ့ဒါယူပြီးပြီဆိုမှကိုကသူ့ကိုဘယ်နဲ့လက်မပြားယူမှာလဲကိုလိုချင်တဲ့လက်မရဲ့အတိုင်းဒါအကျယ်ပေါ့เนาะဒါဆိုရင်ဒီကနေဒီကိုနှစ်လက်မကွဲပြားယူမယ်ဟုတ်လားနှစ်လက်မsorry
နော်ဒါနှစ်လက်မကွဲပြားကိုဒီမှာဝိုင်းဝိုင်းလေးသွားဟုတ်တယ်နော်ဒါဆိုရင်ဒီကနေဒီကိုနော်ပတန်ကြီးတော့တည်တံ့ထုတ်မနေတော့ဒါဆိုရင်ဒါဆိုရင်လေဘင်းကုတ်ကလေးဟုတ်လားဒါနောက်ချမ်းရဲ့လေဘင်းကုတ်နောက်ချမ်းလေဘင်းကုတ်ပဲပိစာရလဲမကုံတလောက်နီးနီးပဲเนาะနောက်ချမ်းရဲ့လေဘင်းကုတ်ပြီးသွားပြီရှေ့ချမ်းရဲ့လေဘင်းကုတ်ရှေ့ချမ်းလေဘင်းကုတ်ကဘယ်လိုသွားလဲဆိုတော့ဒီနေရာမှာတစ်ပိုင်းသွားမယ်ဒီနေရာလေးမှာတစ်ပိုင်းသွားမယ်เนาะအဲ့တော့လေဘင်းကုတ်ယူပုံယူနည်းလေးကိုပြပေးမယ်เนาะဒါဆိုရင်ရှေ့ချမ်းမှာနှစ်လက်မကွဲယူထားတယ်ဆိုရင်ဒီမှာလည်းနှစ်လက်မကွဲယူမယ်ဒါဆိုရင်တော့ဒီကနေဒီကိုဒါလေဘင်းကိုယူတဲ့ပုံတွေเนาะဒါဆိုရင်ဒီကနေဒီကိုမတို့နှစ်လက်မကွဲမျိုးဆိုနှစ်လက်မှအကြံယူလဲရဒါဆိုရင်ဒီပါကြည့်ဒီလိုပုံစံမျိုးလေးဟုတ်ပြီလားဒါဆိုရင်ဒါလေဘင်းကိုဒီလောက်ဒီ site လောက်ယူမှာဒီ site လောက်ယူမှာဆိုရင်သူ့ကိုမတို့ဒီမှာသွားမယ်ဆိုရင်ဒီမှာဒီကနေဒီကိုလေဘင်းကိုကဘယ်နဲ့သွားမှာဆို4000ဆက်ဆက်လေးကြားဖို့အတွက်ဒီနေရာထိသွားရမယ်เนาะဒါဆိုရင်သူ့ကိုယူမဲ့လေဘင်းကိုကဒီဘက်အချမ်းကိုယူမဲ့ကိုကနံပါတ်ကိုပေါ့เนาะနံပါတ်ကိုပေါ့လေဘင်းကိုလို့ကနံပါတ်ကိုလို့လည်းခေါ်တာပေါ့ကိုနားလဲသူလို့ခေါ်ပါเนาะဒါဆိုရင်เนาะဒီကနေဒီကိုဒီလိုပုံစံမျိုးလေးအဲ့ဒါမှသူနှစ်ခုကဗီတင်လိုက်တဲ့အခါကျ4000ဆက်ဆက်ကလေးဖြစ်မှာเนาะအဲ့တော့ဒီကနေဒီကိုတစ်ချက်ယူမယ်ဒီကနေဒီကိုတစ်ချက်ယူမယ်ဒါကရှေ့ချမ်းလေဘင်းကို तू ကအပိုင်းလေးဖြစ်သွားတဲ့အတွက်ကိုကအဲ့လိုယူလိုက်တာပေါ့เนาะအဲ့တော့ဒီကောင်ကိုဒီကနေဒီကိုအရှည်ကိုအိစားလဲပါဇက်စကဦးတန်းလိုက်လို့လားမသိအတိကျပဲကြာနော်သူ့ကိုလည်းမတို့တွေခေါက်ရိုးလေးယူမယ်နော်ဝင်လာဝင်နေနော်ဝင်နေဆိုယုံလေးပေါ့စကဦးတန်းလိုက်လို့လားမသိနော်ဒါပိတ်စတကိုင်းမလောက်ပါဘူးเนาะတကိုင်းနဲ့ဒါတထွာရှိတယ်ဒီလားအခုနောက်ပိုင်းပိတ်စတွေကတော့တကိုင်းနဲ့တထွာတော့လာပါတယ်เนาะတကိုင်းနဲ့တထွာကုန်ပါတယ်ဒါတကိုင်းမရပါဘူးเนาะတကိုင်းဆိုရင်အင်းကြီးတစ်ထည်ဝင်ယုံပဲရှိတယ်တကိုင်းဆိုလို့ရှိရင်တကိုင်းဆိုလို့ရှိရင်ရှေ့ကအထက်တွေဒီပေါ်မှာထဲတဲ့အထက်တွေလုံးဝမရပါဘူးเนาะတကိုင်းဆိုရင်အင်းကြီးတစ်ထည်စာဝင်ယုံပဲရတယ်ကွက်တိเนาะကိုကအဲ့ဒါလေးသိဖို့လွယ်ဒါဆိုရင်ဒါရှည်ချမ်းလေးရယ်ဒီမှာနံပါတ်ကလေးเนาะဒီရှည်ချမ်းရဲ့လေဘင်းကိုနံပါတ်ကလေးရပြီအဲ့ဒါပြီးတော့နောက်ထပ်ထူးချမ်းလေးရဲ့နံပါတ်ကလေးကိုသွားမယ်เนาะပိတ်စာတကယ်ကိုပဲအတူစာလေးတွေပဲကျန်တော့တယ်အိုစကေဒါမျက်နှာချင်းဆိုင်ယူမယ်เนาะနှစ်ခုတခါလေးညက်တဲ့အတွက်ကိုကမျက်နှာချင်းဆိုင်ယူပါမျက်နှာချင်းဆိုင်ယူလို့ရှိရင်သူ့ကိုဒီမှာဒီလိုပုံစံမျိုးလေးသွားမယ်เนาะပတန်သီးတဲ့ညက်တော့တကယ်လို့ပတန်သီးတဲ့ညက်ချင်တော့ပတန်သီးတဲ့ညက်ပေါ့ညက်ပြီးတဲ့ခါကျလွယ်တာပေါ့ဒါကတော့မတို့ကတော့အလုံးရှုပ်လို့ပတန်မလီအလုံးရှုပ်လို့ပတန်သီးတဲ့ညက်တော့เนาะဒါဆိုရင်ဒီလိုပုံစံမျိုးလေးသွားမယ်ဟုတ်ပြီလားမကိုသွားရမယ့်နေရာလေးကိုခဲလေးမှတ်ဒါဆိုရင်ဒါကိုသွားရမယ့်နေရာလေးဒါဆိုရင်ကိုသွားရမယ့်နေရာလေးဟုတ်ပြီလားနော်ဒါဆိုရင်ဒီမှာဒီရဲ့နံပါတ်ကလေးဒါဆိုရင်ဒီရဲ့နံပါတ်ကလေးနော်ဒါဆိုရင်လေဘီကုတ်ကလေးက4000ဆက်ဆက်ကလေးကြာတာနော်ဒါဆိုရင်လေဘီကုတ်ကလေးဒီပါဒါကနောက်ချက်လေဘီကုတ်ဒါဆိုရင်ဒီတစ်ထည်လုံးပြီးသွားပြီနော်နော်ဒါဆိုရင်ဒီတစ်ထည်လုံးပြီးသွားပြီဆိုတော့မှပြောသလိုပိတ်စာကတကိုက်ပဲဆိုရင်ဒီအလဲကောင်အထက်တွေမရပါဘူးเนาะမရဘူးရိုးရိုးအင်ကြီးပဲဝင်စားပဲရမယ်လက်တိုလည်းဖြစ်တယ်တကယ်လို့ဒီအင်ကြီးကလက်စကဆိုရင်လေဒီအမရဲ့ခန္ဓာကိုခန္ဓာကို40ပဲဆိုလို့40 39 40ရင်40ရင်39လက်တိုမို့လို့ဒါလင်းတကိုက်နဲ့တထွာကိုဒီရှေ့ရအထက်တွေရပါတယ်เนาะရှေ့ရအထက်တွေရတယ်တကယ်လို့လက်စကလည်းလိုချင်တယ်အဲ့လိုရှေ့ရအထက်တွေနဲ့ဆိုလုံးဝမရပါဘူးเนาะလုံးဝမရဘူးလုံးဝမရလို့ရှိရင်မတို့ကဘယ်လိုသွားလို့ရလဲဆိုတော့သူ့ရဲ့ပုံစံလေးတန်းသူ့ရဲ့ပုံစံလေးတန်းဒါအထက်တွေကိုပြန်စစ်မယ်เนาะဒါဆိုရင်နောက်ချမ်းเนาะဒါနောက်ချမ်းဒါကရှေ့ချမ်းဒါက2ဒါက1เนาะဒီလိုပုံစံမျိုးလေးဒါဆိုရင်ဒီ1မှာဒီပေါ်မှာတက်မဲ့ထက်ကလေးတွေအဲ့ဒါကိုမှတကယ်လို့ကိုကပိတ်စာကလည်းအဲ့ဒီပုံလေးကိုလိုချင်တယ်เนาะကွဲလေးကလည်းဝစ်ချင်တယ်ဒီလိုအထက်တွေကလည်းမပိုဘူးဆိုမှတော့ဘယ်လိုလုပ်မလဲဆိုဒီအလဲကောင်ချမ်းလေးကိုပို့ပြီးတော့ရှည်ရှည်လေးယူပါဒီလိုရှည်ရှည်လေးယူလိုက်ဒီတစ်ထွာလောက်ကတော့ပို့ယူလို့ရတယ်เนาะအဲ့လိုယူပြီးတော့မလုပ်နဲ့ဆိုဒီကနေဒီကိုတလက်မကိုတတိအမြောင်းလေးတွေချုပ်လိုက်ရင်လေသူ့ရဲ့ပုံမှန်တရံလေးပေါ်တယ်အတုပေါ့เนาะဒါကလည်းအတုပါတင်နေလိုက်နော်အဲ့လိုမျိုးလေးချုပ်လို့ရတယ်เนาะတကယ်လို့ပိတ်စာတကိုက်ဆိုရင်လက်တကယူမယ်ဆိုရင်ရှေ့ရအထက်ကမရပါဘူးပိတ်စာတကိုက်ကို
ဒီပုံမဲရတယ်ဒီလက်တို့နဲ့ပဲဝင်တယ်တကယ်လို့ရှေ့ရအထက်တွေပိုင်းပိတ်စပိုကိုယူရမယ်တကယ်လို့ကိုကပိတ်စကိုချက်ညတာမညက်တတ်ဘူးဆို3000လောက်တောင်းပါ3000လောက်တောင်းပိတ်စပိုတာမမဘူးလိုရင်မားတယ်တကယ်လို့တစ်ခုခုဒီနေရာမှာလိုသွားတယ်ဆိုရင်တော့မှဥပမာကွာဒီထဲကိုမတို့ချုပ်ပေးမယ်ဒီနေရာမှာပိတ်စလိုတယ်ဥပမာဒီကိုလိုချင်တဲ့ဒီအမြောင်းလေးတွေကကိုလိုတလောက်မရဘူးဆိုလို့ရှိရင်မဆိုဘယ်လိုလုပ်မလဲဆိုရင်တော့ကိုကဒီနေရာလေးတွေကိုအပေါ်ပိုင်းဒီရင်ဖြတ်ဆက်ကိုမှတ်လိုက်မယ်ရင်ဖြတ်ဆက်ပိုင်းလေးဥပမာပေါ့ဒီမှာပတန်ကိုပြမယ်နော်ဒါလုံးလို့ရတဲ့ပိုင်းလေးတွေကိုပြတာနော်ဘာလို့လဲဆိုတော့ကိုကဒီလူဟာတွေကလေမှားဆိုးတယ်မှားဆိုဥမာရင်ဖြတ်ဆက်ကိုမတို့ဒီမှာမှတ်လိုက်မယ်ဒါဒီမရဲ့ရင်ကဒါဆိုရင်ဒီဝါးတဲ့လူဆို73လောက်တော့ရှိတယ်ဒါဆိုရင်သူ့ရင်ကဒါ73ဆိုပါဆိုမှဒါနမူနာပြမယ်ဒါ73ဆိုရင်မတို့ကဒီအထက်ကလေးတွေကိုရင်ရဲ့အပေါ်လေးမှာပဲထည့်မယ်သို့မဟုတ်ရင်အပေါ်မှာအတိုင်းပြောင်းထားမယ်ရင်ရဲ့အောက်ပိုင်းလေးမှာပဲထည့်မယ်အဲ့ဒါမျိုးကိုလက်ခံနေဆိုရင်ချုပ်လို့ရတယ်เนาะဘာလို့ဆိုတော့ဒါမရရင်ရတယ်လို့လောက်ရမှာလေเนาะတပြင်းလုံးမရဘူးဆိုမှတော့ရင်ရဲ့အောက်ပိုင်းမှာပဲထည့်မယ်သို့မဟုတ်ပေါ်ပိုင်းမှာပဲထည့်မယ်ဒါမျိုးကိုလက်ခံနေဆိုလဲလုံးလို့ရတယ်ဒါပေမဲ့အဲ့လိုမှမဟုတ်ဘဲနဲ့ဒါကြီးမှအတိအကျဒီပုံမဲ့ကျွန်မမလွဲချင်ဘူးလွဲလို့မရဘူးဘာညာတတကားပေါ့เนาะမရေးထားမဲ့လူမျိုးဆိုရင်ပိတ်စာကိုပို့တောင်းပါဒါပဲเนาะဒါဆိုရင်တော့မာကြီးရဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်မယ်เนาะမာကြီးဗီဒီယိုလေးကိုဝင်ရပြီလို့ကျေးဇူးအများကြီးတင်တယ် like and share လေးလုပ်ပေးပါ like and share လေးတွေလုပ်ပေးတယ်ဆိုမာကြီးနေ့တိုင်းဗီဒီယိုတွေတင်ရတာအားရှိတယ်like and share လုံးမဲ့လူမရှိဘူးသေးပေးမဲ့လူမရှိဘူး comment ရေးတဲ့လူမရှိဘူးဆိုမာကြီးလည်းလောက်ရတာပြင်းနေပြီเนาะအဲ့တော့မာကြီးကိုအားစီးလေးတွေကြွေးကြပါလို့ like and share လေးတွေလုပ်ပေးပါမာကြီးဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်မယ်မာကြီးဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဆိုရင်မှခြုံနီးထပ်တင်ပေးမယ်เนาะခြုံနီးလေးကတော့ထပ်တင်ပေးမယ်ခြုံနီးလေးထပ်တင်ပေးမယ်เนาะဒါဆိုရင်တော့မာယူဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်လိုက်တော့